မင်္ဂလာပါဗျကျွန်တော်ကတော့ငကားလေးဖြစ်ပါတယ်မိတ်ဆွေတွေကျွန်တော်အခု review file လေးကတော့ပေါ့နော်ဒါ19ရက်နေ့အင်္ဂါနေ့တွေကျွန်တော်ရဲ့ဒါတစ်လုံးနဲ့သောလုံးမိုင်ပတ်သိနေကျွန်တော်ဒါ main order တစ်ခွက်ကောင်းကိုကျွန်တော်အလက်ကားလိုက်အောင်မျှဝေပေးတာဖြစ်ပါတယ်မိတ်ဆွေတို့ကျွန်တော်ဒီ video file လေးကိုတွေ့ပြီးစတဲ့စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူအားစနားတစ်လုံးတစ်ဝါတွေပြည့်စုံကြပါစေလို့ကျွန်တော်ငကားလေးကဥစွာပထမနှုတ်ခွန်းဆက်တာခါတော်ပြုပါတယ်ဗျကဲကျွန်တော်တို့ဒီနေ့ပေါ့နော်ဒါတင်းနာနေ့အဖွင့်ပွဲလေးတော့မင်္ဂလာရှိတဲ့နေ့လေးတစ်နေ့ဖြစ်သွားပြီကျွန်တော်တို့ဒါတစ်လုံးနဲ့သောလုံးမိုင်ပတ်သိကျွန်တော်လေးဒါတကွက်ကောင်း main all ဒါ main all ပေါ့နော်ဒါ41အောင်မြင်ပါတယ်ညနေပိုင်းမှာကျွန်တော်တို့ဒါ Telegram သုံးတဲ့သူတွေကတကွက်ကောင်းပေါ့နော်43နဲ့45ကိုကျွန်တော်မနေ့ပိုင်းမှာလည်းကြိုက်တယ်ညနေပိုင်းမှာလည်းကြိုက်တဲ့အတွက်ကျွန်တော်ထည့်ပေးလိုက်တဲ့အတွက်ဒါ Telegram သုံးတဲ့သူတွေကတော့ညနေပိုင်းမှာတကွက်ကောင်းထပ်ပေါက်တယ် Telegram ကိုဒါအခမဲ့လာရောက် join လို့ရနော် Telegram link channel link လေးကတော့ဒီပေါ်မှာ Telegram channel link လေးတင်ပေးထားတယ်ဒီကနေ Telegram channel လေးကိုလာရောက် join ထားဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဒုတိယချင်းစီဝင်ကြည့်ပြန်နော်ဘေးပေးစရာမလိုငွေပေးစရာမလိုအလကားပေးနေတဲ့ channel နော်အားလုံးပဲဒုတိယချင်းစီဝင်လာခဲ့ကြပါဒီနေ့ပေါ့နော်ဒါ41တို့43တို့မှာလဲရလိုက်ပေါက်လိုက်တဲ့သူလေးတွေရှိ comment လေးမှာတယောက်တစ်ချက်စီဒါ comment လေးတွေရေးပေးသွားပါအောင်ပေါက်ကြီးလေးတွေဒါသိကျင်တဲ့လေးကိုလူတွေဘယ်လောက်ဖို့ရတယ်ဆိုတော့ပေါက်တယ်ဆိုတာအစကျွန်တော်သိကျင်ပါတယ်ဒါကြောင့်မလို့အားလုံးပဲဒုတိယချင်းစီဒါဒီ comment လေးမှာမှန်းခဲ့ပါကျွန်တော်မနေ့ဖန်မှာလဲကျွန်တော်အကောင်းဆုံးစူးစမ်းပေးထားပါတယ်ဗျဒါ Telegram သုံးတဲ့သူဆိုဒီပွား Telegram link လေးကိုနှိပ်ပြီးကျွန်တော် Telegram channel လေးကိုလာရောက် join ထားပါဘေးပေးစရာမလိုပါဘူးငွေပေးစရာမလိုပါဘူးအလကား free ပါဗျာနော်ကဲပြောမယ်ဗျာနော်မနေ့ဖန်အတွက်ကြာကျွန်တော်ရဲ့တစ်လုံးနဲ့တော့လုံးမိုင်ပတ်တီးလေးကတော့ကျွန်တော်တို့ခွန်ပတ်တီးပါဗျာနော်ခွန်နဲ့ပတ်သက်ရင်83ဒီတစ်ခွက်ကောင်းပါဗျာနော်ခွန်1ရယ်ခွန်6ရယ်88ဒီဒီကနေ့3ခွက်ဒီကျွန်တော် main all 3ခွက်ဖြစ်ပါတယ်ဗျ6နဲ့ပတ်သက်ရင်တော့61ရယ်68ရယ်63ရယ်6ဘူးရယ်ဒီကနေ့3ခွက်ဒီကတော့ဒါဒီကနေ့4ခွက်ဒီကတော့ main all ပါ6နဲ့ပတ်သက်ရင်ပေါ့နော်66ဒီနော်အရန်ကြိုက်ပါတယ်6လုံးမိုင်ပတ်တီးကိုလည်းပေါ့နော်အရန်အနေနဲ့မပတ်ပါနဲ့မနေ့ဖက်မှာကြိုက်နှစ်သက်တလို့ကစားလို့ရပါကျွန်တော်ရဲ့ဒါတစ်လုံးနဲ့သောလုံးမိုင်ကတော့ခွန်ပါဗျာနော်6ကတော့အရန်လုံးမိုင်ပါဗျာနော်ကဲဒီနေ့ DVO file လေးကတော့ဒါဒီလောက်ပါပဲပေါ့နော်ကြံရက်မှာကျွန်တော်တပတ်စာကတ်ထေးစီ3လုံးခွေကြံနေပါတယ်ဒါ4လုံးခွေ9338ကြံနေပါသေးတယ်ဒါကဲပေါက်ဖရိတ်ကျွန်တော်4ခုဖရိတ်ကြံနေပါတယ်နော်အားလုံးပဲသတိထားပြီးတော့ကစားပါဒီနေ့မှာကျွန်တော်မွေးကနန်း6ခွက်ထဲက2ခွက်တောင်ထွက်သွားပြီဆိုတော့မွေးကနန်း6ခွက်ကိုနားမယ်ဒါဒီတရားခိုင်တော့ကျွန်တော်ပေးထားတဲ့ဒါမွေးကနန်းလေး2ခွက်လိုက်ချင်တဲ့သူတွေ40နဲ့4ခွန်ပြန်နော်လိုက်လို့ရပါတယ်ဗျာနော်ကဲအားလုံးပဲပေါ့နော်ဒီဗီဒီယိုဖိုင်လေးကိုစုံမတိုင်အောင်ကြည့်ပြီးတဲ့အခါမှာမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရရှိခဲ့တဲ့ဆိုရင်နံပါတ်1အချက်ဒီဗီဒီယိုဖိုင်လေးကိုအများကြီးများပေါင်းများများလေး share ပေးသွားနံပါတ်2အချက်ကျွန်တော်နှုတ်ကပြောတာလေးကို comment မှန်ပေးသွားနံပါတ်3ချက်ကျွန်တော်ဗီဒီယိုအသစ်တွေဒီနားတွေ့မြင်အောင်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကို like and follow လေးလုပ်ပေးသွား Telegram သုံးတဲ့သူတွေများပါလာခဲ့လို့ရှိရင် Telegram ကိုကျွန်တော် free win join လို့ရမယ်free ကြည့်ရှုခြင်းနဲ့အနိကတကွက်ကောင်းနှစ်ကွက်ကောင်းကအစတနေကုန်စာတွေတပတ်စာတွေလိုချင်နေဆိုရင်တော့ဒီဘဝလင်းလေးကိုထောက်ပြီးတော့ Telegram channel လေးကို join ထားပါ Telegram channel လေးမှာတော့ဒါမနေ့ကညအောင်စုံလို့ရတယ်မနေ့ပိုင်းပေါက်သွားရင်ဒါညနေပိုင်းမှာစုံမယ်မနေ့ပိုင်းမပေါက်ရင်တော့ညနေပိုင်းမှာအော်ရိုက်ပေါ့နော်ဒါလေးတွေရှိတယ်ဗျဒါကြောင့်မလို့တူးရောက်ချင်းစီ join စေခြင်းနဲ့ကဲအားလုံးပဲဒီနေ့ video file ကိုဒီလောက်ပါပဲကျွန်တော်တို့ဒါမနေ့ကမင်္ဂလာရှိတဲ့နေ့လေးမှာကျွန်တော်တို့ပြန်ဆုံးမယ်အားလုံးကိုချစ်ပါတယ်ဗျာနော်မိတ်ဆွေတို့လည်းဒီနေ့မှဒီနောက်လာမယ့်မနေ့ပြန်ပေါ့နော်မင်္ဂလာရှိတဲ့မနေ့ပြန်တွေကိုပိုင်ဆိုင်နိုင်ကြပါစေဆန္ဒနဲ့ဘွားတွေထဲကြပါစေတာယာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘွားတွေပုံဖော်ဖန်နေတယ်မှာကျွန်တော်ဆူတောင်းပေးပါတယ်ဗျာအားလုံးကိုချစ်တယ်ဗျာကျွန်တော်တို့မနေ့ပြန်ဆုံးမယ်ဘာမှမပါဗျာ